အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဝေမျှခြင်းတဲ့အကြောင်းအရာလေးကတော့လူဘဝရလာလို့ရှိရင်ဘဝတက္ကသိုလ်မှာတည်ထားတဲ့ဘာသာရပ်ခုနှစ်ခုကိုဝေမျှပေးပါမယ်နံပါတ်1ကျမ်းမာကြံ့ခံရေးနံပါတ်2အလောက်ခံစည်းဝါးနံပါတ်3ငွေကြေးဒဏ္ဍနံပါတ်4အခြေအိမ်တော်မိသားစုရေးနံပါတ်5ပေါင်းတင်ဆက်ဆံရေးနံပါတ်6ဘဝတိုးတက်ရေးနံပါတ်9စိတ်ငြိမ်းချမ်းရေးတဘာသာကြနေဘဝစာမှုရဲ့ကြတတ်တယ်ဘဝစာမှုပဲကြရင်လူဖြစ်တဲ့အရေးသွေးကြတယ်ကံကောင်းတဲ့အချက်တစ်ခုကစာမှုပဲကြရင်မအောင်မချင်းပြန်ပြေလို့ရတယ်တချို့ကဘဝတက္ကသိုလ်မှာအောင်မရတယ်တချို့ကဘာသာရပ်တစ်ခုမှထူးချွန်ပြီးတချို့ကဘာသာရပ်တစ်ခုမှစာမှုရဲ့ကြနေတယ်တချို့ကဘာသာရပ်တိုင်းမှာဂုဏ်ထူးထွက်နေတယ်ဘဝတက္ကသိုလ်မှာအချိန်လိုက်အမှတ်တွေမတူကြဘူးအရေးကြီးတာအောင်မှတ်တွေကိုတော့အနည်းဆုံးထိန်းနိုင်မှုပဲလိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်